ဒီလူကဘိုးဘွားပိုင်ကြောက်စိမ့်ဆွဲသီးပေါ်ကိုမတော်တဆတွေးနှင်းငယ်ကြက်မိသွားတာဒါပေမဲ့မမျှော်လင့်ပဲအဲ့ဒီဆွဲသီးကမြေပြင်ပေါ်ကိုအလိုအလျောက်ပြုတ်ကျသွားပြီးရုတ်တရက်ရွှေရောင်အလင်းနှန်းတွေဆူရှစွာဖြာထွက်လာခဲ့တယ်ထို့နောက်မှာတော့ဆွဲသီးကဦးတလုံးအဖြစ်ပြောင်းလဲသွားပြီးလင်းမြန်စွာကြီးထွားလာကမျက်တောင်ခက်အတွင်းမှာတင်အကွဲသွားပြီးတခုခုထွက်လာတော့မဲ့အတိုင်းဖြစ်နေခဲ့တာပေါ့ချက်ချင်းပဲကံကောင်းခြင်းတွေကိုဆောင်ခြင်းပေးတဲ့ရွှေရောင်နဲ့ငကားတစ်ကောင်ဟာဝေဟင်ထက်မှာပေါ်လာခဲ့တယ်ပြီးတော့နောက်တစ်စက္ကန့်မှာတင်အဲ့ဒီငကားကငကားပေါက်လေးတစ်ကောင်အဖြစ်ပြောင်းလဲသွားပြီးဒီလူကိုဖေးဖေးလို့တောင်ပါဆက်ဟာပြီးခေါ်လိုက်သေးတယ်ငကားပေါက်လေးကသူ့ရဲ့ငကားလက်သေးတွေနဲ့ဒီလူနောက်ွယ်ကကျိုးတွေကိုဖျက်တောက်ပေးခဲ့ပြီးသူ့ရှာပေါ်ကတံတွေးနှင်းငယ်နဲ့လူရင်ဘက်ပေါ်ကဒဏ်ရာကိုတုပ်လိမ့်ပေးလိုက်တယ်အဲ့ဒီဒဏ်ရာကလက်နှစ်ချောင်းစာလောက်ကျဲတဲ့အပေါက်ကြီးဖြစ်ပေမဲ့မျက်စိတမိတ်အတွင်းမှာတင်ကိုစရာကောင်းလောက်အောင်လုံးဝပြန်လဲပျောက်ကင်းသွားခဲ့တာအဲ့ဒီတော့မှငကားတံတွေးဟာလူသေးကိုပင်ပြန်ရှင်စေနိုင်နေဆိုတဲ့ဒနာရီဟာတကယ်မှန်ကန်ကြောင်းဒီလူနောက်ဆုံးမှာယုံကြည်သွားခဲ့ရတယ်ပြီးတော့မှသူကိုယ်တိုင်လည်းနန်ကားတစ်ကောင်ကိုတကယ်ဆင့်ခေါ်နိုင်စွမ်းရှိတာကိုသဘောပေါက်သွားခဲ့တယ်တကယ်တော့ဒီလူဟာငကားမျိုးနွယ်စုရဲ့နောက်ဆုံးမျိုးဆက်ငကားဆောင်ရှောက်တူဖြစ်နေခဲ့တာပါဒါပေမဲ့သူ့ဘဝတစ်လျှောက်လုံးရုန်းကန်ခဲ့ရပြီးနောက်မှာတော့အသက်ရှင်တန်ဖို့အတွက်တခြားမိသားစုတစ်ခုမှာတမက်အဖြစ်ဝင်နေရတဲ့ရှုံးနိမ့်သူတယောက်အဖြစ်ပဲဘဝကိုအဆုံးသတ်ခဲ့ရတာပေါ့သူဟာငကားရဲ့အရေးအယောင်ကိုတောင်တစ်ခါမှမမြင်ဖူးခဲ့ရှာဘူးဒီနေ့မှာတော့သူအလောက်ကအိမ်ပြန်လာရင်းဇနီးဖြစ်သူကသူ့ရဲ့သူသေးနဲ့ဖောက်ပြန်နေတာကိုမမျှော်လင့်ပဲလက်ပူးလက်ကျက်မိသွားခဲ့တယ်သူကစကားနှင်းငယ်နဲ့ပဲရင်ဆိုင်ဖြေရှင်းဖို့ရည်ရွယ်ခဲ့ပေမဲ့သူသေးဖြစ်သူကကားတော့ကိုထုတ်ပြီးသူ့ကိုပြင်းထန်စွာထိုးနှက်ခဲ့တယ်ပြီးတော့သူ့ကိုစွန့်ပစ်ထားတဲ့ကိုတောင်တစ်ခုတည်းလွင့်ပစ်ခဲ့ကြတာကံကောင်းထောက်မစွာနဲ့ပဲသူဟာနန်ကားကိုဆင့်ခေါ်နိုင်ခဲ့ပြီးငကားမျိုးနွယ်စုရဲ့အဆောင်ရှောက်ဆိုတဲ့သူ့ရဲ့အမတ်တင်ညာကိုနိုးစေခဲ့တယ်ဒါပေမဲ့သူအဲ့ဒီအခြေအနေကိုကြာကြာမပြောမွေနိုင်ခင်မှာပဲငကားပေါက်လေးကဗိုက်စားတယ်ဆိုပြီးအော်ဟစ်နေတော့တာပေါ့ဒီလူကလည်းဝင်းကြိုင်းနဲ့တက်ရအစားအစာကိုရွေးဖို့နဲ့နောက်ပိုင်းမှာသူကိုယ်တိုင်ကြွေးမွေးဆောင်ရှောက်မယ်လို့ပြောခဲ့တယ်ဒါပေမဲ့ငကားပေါက်လေးကဒီစကားကိုကြားတဲ့အခါအလွန်စိတ်လှုပ်ရှားသွားပြီးနွားကောင်တရားစားကျင်တယ်လို့ပြောလိုက်တာဒီလူလည်းချက်ချင်းပဲစွန့်သွားခဲ့ရတယ်သူဟာပုံမှန်ဆိုရင်အလွန်ဆင်းရဲလုံးလို့ဝမ်းရည်ကိုတောင်မနှဲဖြည့်ရှင်းနေရသူလေဒီလောက်များပြားတဲ့နွားတွေကိုဝယ်ဖို့သူ့မှာဘလို့လို့ငွေအလုံးလောက်ရှိနိုင်ပါမလဲသူဒီရေးအတွက်စိတ်ပူနေတော့မှပဲသူ့ရင်ဘက်ပေါ်ကငကားတက်တူးကနေရုတ်တရက်ရွှေရောင်လင်းနှန်းတွေထွက်ပေါ်လာခဲ့တယ်နောက်တကူမှာတော့သူတို့ဟာရှိုးဝက်ဆန်းကျဲတဲ့အာကာသရပ်ဝန်းတစ်ခုကိုရောက်သွားကြတယ်ဒီနေရာမှာငကားတံတွေးတစ်ခွက်ကိုဒေါ်လာ1ဘီလီယံငကားသွေးတစ်ဆက်ကိုဘီလီယံ10ကျော်နဲ့ငကားအကြေးကွန်တစ်ခုတည်းကိုတင်ဘီလီယံ100ကျော်တန်ကြေးရှိတာငကားပေါက်လေးရဲ့တကူလုံးမှာရတနာတွေကြီးပဲဖြစ်နေတာကိုမြင်တော့ဒီလူလည်းအလွန်အမင်းဝမ်းသာပြီးဖြစ်သွားခဲ့တယ်သူဟာချက်ချင်းပဲဖုန်းကိုထုတ်ပြီးငကားပေါက်လေးကိုအစားအစာဗီဒီယိုတွေပြသရင်းစီးကြလာတဲ့တွားရည်တွေကိုခွက်တစ်ခုနဲ့ခံယူခဲ့တယ်မကြခင်မှာပဲသူဟာခွက်တစ်ဝက်ကျော်လောက်စုဆောင်းမိသွားပြီးဘင်းကိုကုန်တိုက်ကြီးမှာဒေါ်လာ8 သန်းနဲ့အလျင်မြန်ရောင်းချလိုက်တယ်ငွေတွေကချက်ချင်းရောက်လာတာကြောင့်ဒီငွေတွေနဲ့ပဲသူဟာငကားပေါက်လေးဘိုက်ဝအောင်စားနိုင်ဖို့နွားကောင်တရားကိုဝယ်ပေးခဲ့တယ်ထို့နောက်မှာတော့သူဟာကလဲစားချေဖို့အတွက်ငကားပေါက်လေးစီကနေအကူအညီတောင်းခဲ့တယ်သူ့ဇနီးနဲ့ဖောက်ပြန်ခဲ့တဲ့သူထေးကနေစတင်ပြီးငကားပေါက်လေးဟာငကားနဲ့ကြီးတစ်ကောင်အဖြစ်အသွင်ပြောင်းလဲကသူထေးရဲ့ကားပေါ်ကိုပြင်းထန်စွာဆင်းသက်ဖိနေလိုက်ရာကားနဲ့လူနှစ်ဦးစလုံးလေထဲကိုလွင့်စင်သွားခဲ့တယ်မြေပြင်ပေါ်ကိုပြန်ပြတ်ကျလာချိန်မှာတော့သူထေးရဲ့မျက်နှာဟာလုံးဝမမိလို့မရအောင်ပျက်စီးသွားခဲ့ရတယ်အဲ့ဒီနောက်မှာဒီလူကငကားပေါက်လေးကိုဇနီးဖြစ်သူရဲ့အိမ်ကိုခေါ်သွားခဲ့တယ်ဇနီးဖြစ်သူကသူအသက်ရှင်လျက်ရှိနေသေးုံတင်မကပဲမိန်းကလေးငယ်တဦးကိုပါခေါ်လာတာကိုမြင်တော့အလွန်အံ့လှသွားခဲ့တာပေါ့ဒါပေမဲ့သူမကနောင်တရတဲ့အရေးအယောင်လုံးဝမပြပဲသူထေးနဲ့လက်ထပ်ဖို့အတွက်သူ့ကိုကွာရှင်းပေးဖို့တောင်တက်ကြော့စွာတောင်းဆိုခဲ့တယ်သူမရဲ့မိခင်ကလည်းဘေးကနေပြီးရှက်ရွံ့ခြင်းမရှိပဲဒီလူဟာသူတို့အိမ်မှာ3နှစ်တိုင်တိုင်နေထိုင်ခဲ့တာကြောင့်နေထိုင်စားတောက်စရိတ်အဖြစ်ဒေါ်လာ1 သန်းပေးရမယ်လို့ပြောဆိုခဲ့တယ်မမျှော်လင့်ပဲဒီလူကလိုလိုလားလားပဲသဘောတူလိုက်ပြီးမနေ့ဖြန်မှာဒေါ်လာ1 သန်းကိုလာဖို့ပေးမယ်လို့ပြောကနောက်ကိုလက်မကြည့်ပဲထွက်ခွာသွားခဲ့တယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီမိန်းကလေးငယ်ရဲ့လက်ဟာရုတ်တရက်ငကားလက်သေးဖြစ်ပြောင်းလဲသွားခဲ့တယ်သူမကလေထဲမှာနှစ်ချက်လောက်ပဲတာယာဝေ့ရမ်းလိုက်တာဒါပေမဲ့ရလက်ကတော့မိခင်နဲ့သမီးနှစ်ဦးစလုံးမျက်နှာမှာပြင်းထန်တဲ့ဒဏ်ရာတွေရပြီးဆိုဖာပေါ်ကိုလဲကျသွားခဲ့ကြရလေတော့တယ်